1962 ခုနှစ်မှာကမ္ဘာကျော်စိတ်ပညာရှင်ကြီးအာယွန်ဒီဂန်နီအချိန်ပေါ့သူ့ဘဝရဲ့နောက်ဆုံးရက်တွေကသလုံးညှင်းဆန်ခဲ့တဲ့အလုပ်တစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။အဲ့ဒါကတော့သူရှာဖွေတွေ့ရှိထားတဲ့နည်းနည်းတဲ့စိတ်ပညာ theory တွေကိုလူတွေတာမန်လူတွေနားလည်အောင်စာအုပ်ရေးဖို့ပါပဲ။တကယ်တော့ခါယုံကဒီလိုရေးဖို့အချိန်ချင်းညှင်းဆန်ခဲ့ပါတယ်။သူရဲ့မိတ်ဆွေအပေါင်းအသင်းတွေတိုက်တွန်းမှုကိုသူအချိန်ချင်းညှင်းဆန်ခဲ့ပြီးဒါပေမဲ့နောက်ဆုံးဒီပညာရှင်ကြီးကဘာလို့သူ့ရဲ့မူကိုပြောင်းလဲလိုက်တာလဲ။ချောင်းရင်ကသူအိမ်မက်တစ်ခုမှတ်ခဲ့လို့ပါ။အဲ့ဒီအိမ်မက်ထဲမှာသူကပညာရှင်တွေကိုဟောပြောနေတာမဟုတ်ဘူး။ခင်ဗျားတို့ကျွန်တော်တို့လိုတာမန်လူတွေနဲ့စကားပြောနေတာကိုသူကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်။ဒါဟာသူ့ရဲ့မသိစိတ် unconscious ကနေသူ့ရဲ့သိစိတ် conscious စီကိုပေးလိုက်တဲ့အမိန့်ဒါမှမဟုတ်သူ့ရဲ့အမှားကိုပြင်ဆင်မှုလမ်းညွှန်လိုက်တာလို့သူကယူဆလိုက်တယ်။သူကွယ်လွန်ကန်ဒီနောက်ဆုံးတစ်နှစ်လုံးဒီပါဒီစာအုပ်အတွက်ပဲချိန်ပေးပြီးသူရေးရမယ့်အပိုင်းကိုပြီးစီးအောင်ရေးခဲ့တယ်။ပြီးစီးပြီး10ရက်ကြာမှပဲသူကွယ်လွန်သွားခဲ့ပါတယ်။ဒါကြောင့်ဒီစာအုပ်နာမည်ကို Man and His Symbol လို့ပေးခဲ့ပြီးဒီစာအုပ်ကရိုးရိုးစာအုပ်မဟုတ်ပါဘူး။ဒါခင်ဗျားရဲ့စိတ်ဝိညာဉ်တွေကိုကယ်တင်မှုခါယုံထားခဲ့တဲ့နောက်ဆုံးလေတန်းစာပဲဖြစ်ပါတယ်။ခင်ဗျားကိုလူတော်လို့ထင်နေတာလား။ဒါဆိုတော့ခင်ဗျားမှားနေပါတယ်။ခင်ဗျားကစက်ရုပ်တရုပ်ရှိလို့နီးပါပဲ။ကျွန်တော်တို့ခေတ်သစ်လူသားတွေကစင်ញင်ုံတရားပုံမှာပဲဘုရားသခင်ကိုကိုးကွယ်ကြတယ်။မနက်မိုးလင်းတာနဲ့အကြောင်းပြချက်တွေ logic တွေဒါတွေနဲ့ပဲရှင်းသင်ကြတယ်။ရှေးဦးလူသားတွေတုန်းကသူတို့ရဲ့မသိစိတ်မိစားတွေအတိုင်းနေထိုင်ခဲ့ကြပေမဲ့ခင်ဗျားတို့ကြတော့ဒီစင်ញင်ုံတရားကိုပဲအလွန်ကြုံအားကိုးလာကြတယ်။ဒါကိုခါယုံကသတိပေးခဲ့ပါတယ်။ဒီလိုတစ်ဖက်သက်စင်ញင်ုံတရားကိုမှပဲအလေးပေးတာကခေတ်သစ်လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာအကွဲမှုကိုဖြစ်စေပါတယ်တဲ့။နေ့စဉ်ဘဝမှာရှုပ်ထွေးတဲ့အချက်လက်တွေအများကြီးကြုံရတဲ့အခါခင်ဗျားတို့ရဲ့နားလည်နေစမ်းကအရာရာကိုရွှေ့ရှင်းအောင်လိုက်လုပ်ရတယ်။အဲ့ဒီမှာဖြစ်သွားလဲ။သိစိတ်ရဲ့ကန်းသက်တွေကြောင့်ရှုပ်ကိစ္စတွေကမသိစိတ်တွေရောက်သွားပြီ။ခင်ဗျားတို့ကိုယ်တိုင်မသိလိုက်တဲ့ပဲနဲ့ညတုံ့ပြန်မှုတွေသဘောထားတွေကိုဒီမသိစိတ်ကလွှမ်းမိုးမှုတွေလုပ်တော့တာပါပဲ။ခင်ဗျားမပြောတာခင်ဗျားရင်နဲ့ဟာတာဖြစ်နေတာတခုခုလိုအပ်နေတာမသိစိတ်ကြောင့်ပါပဲ။ခင်ဗျားရဲ့စိတ်အကွဲနေလို့ပါ။အမှန်ခင်ဗျားရဲ့မသိစိတ်ကခင်ဗျားကိုမဆုံးပြစ်ပါဘူး။သူကခင်ဗျားကိုပြန်လဲထိန်းညှိဖို့ကြိုးစားတယ်ဘယ်လိုနည်းနဲ့လဲဆိုတော့အိမ်မက်တွေကတစ်စင်ပါ။ခင်ဗျားကအိမ်မက်တွေကိုအလကားလို့ထင်နေလား။ထားယုံကပြောတယ်အိမ်မက်တွေဆိုတာတကယ်အစစ်မှန်အချက်လက်တွေပါ။သူတို့ဟာခင်ဗျားရဲ့ဗီဇာပိုင်းဆိုင်ရာနဲ့စင်ញင်ုံတရားပိုင်းဆိုင်ရာကြားမှာအရေးကြီးတဲ့သတင်းပို့သူတွေပါ။ဒါပေမဲ့မသိစိတ်ကခင်ဗျားနားလည်တဲ့ဘာသာစကားနဲ့မပြောပါဘူး။သူတို့ကသင်္ကေတ symbol တွေနဲ့သုံးပြီးတော့စကားပြောတတ်ပါတယ်။သင်္ကေတဆိုတာကျွန်တော်တို့သိပြီးသားအရာဝတ္ထုတွေကတစ်ဆင့်ကျွန်တော်တို့မသိသေးတဲ့အရာဝတ္ထုကိုအရင်မျိုးပြောပြလိုက်တဲ့သဘောမျိုးပါပဲ။ဒါလည်းပြောရရင်စကားလုံးနဲ့ပုံဖော်လို့မရနိုင်တဲ့အရာတွေကိုလူသိများတဲ့အရာတွေနဲ့ပေါ်ပြပေးတာပေါ့။အိမ်မက်ကိုအတိတ်ပဲပေါ်ခြင်းအပြင်ခင်ဗျားမေးလျော်နေတဲ့ဗီဇဘာသာစကားကိုပြန်လည်ရှင်းသင်လာစေပြီးခင်ဗျားရဲ့သိစိတ်ကိုပုံမူကျော်ဝစေပါတယ်။ဒီနေ့မှာမေးတာတစ်ခုရှိလာပါတယ်။ကျွန်တော်တို့မှတ်တဲ့အိမ်မက်တွေကကိုတယောက်တည်းရဲ့အကြောင်းလားဒါမှမဟုတ်တခြားလူတွေပါလား။ခင်ဗျားတင်တဲ့ပို့ပြီးနိုင်ဆိုင်ပါတယ်။ခါယုံကပြောတဲ့အိမ်မက်တွေကသင်္ကေတတွေဟာလူသားတွေအလုံးသိညီစွာပိုင်ဆိုင်ရတဲ့စိတ်ပိုင်းဆိုင်ရာအောက်ခံလာပုံမှာပဲကြီးခံထားတာပါ။ဒါကိုခါယုံက collective unconscious အများဆိုင်မသိစိတ်လို့ခေါ်ခဲ့ပါတယ်။ဒီနေရာမှာရှေးဥပုံစံများစွာရှိပါတယ်။ဒါတွေဟာရှေးဘဝဝင်တွေကလူသားတွေရဲ့စိတ်ထဲမှာဆွဲမြဲခဲ့တဲ့တူညီတဲ့ပုံစံတွေပါ။ဒါကြောင့်ကဘာအနှံ့ကဒဏ္ဍာရီပုံစံတွေကိုကြည့်လိုက်ပါ။အများစုကဆင်တူနေကြတာကိုကျွန်တော်သတိထားမိပါတယ်။ကျွန်တော်တို့လက်မခံခြင်းဆုံးအမှန်တရားတစ်ခုကတော့ကျွန်တော်တို့ဟာကိုယ့်ရဲ့ထိန်းချုပ်မှုအပြင်ဘက်ကအရာတွေပေါ်မှာမှီခိုနေရတာဆိုတော့ပဲလူသားတွေက idea တွေရှိနေတာမဟုတ်ပါဘူး idea တွေကသာလူတွေကိုလွှမ်းမိုးထားတာဖြစ်ပါတယ်ဒီပုံစံတွေကအတွေ့အများဆုံးတစ်ခုကတော့သူရဲကောင်းဒဏ္ဍာရီပါပဲသူရဲကောင်းတစ်ယောက်ကအမှောင်ထဲကိုဆင်းသွားပြီးလက်ကားတွေမိတ်ဆာတွေကိုနိုင်အောင်တိုက်တဲ့ဒီလိုရာမျိုးပေါ့ဒါပေမဲ့ဒီဒဏ္ဍာရီရဲ့အနှစ်သာရကဘာလဲခင်ဗျားသိလားဒါလူတယောက်ရဲ့မိမိကိုယ်ကိုသိစိတ်ဖွံ့ဖြိုးလာဖို့နဲ့ဘဝရဲ့ခက်ခဲတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်စွမ်းရှိတာကိုလေ့ကျင့်ပေးထားတာပါ
မြတ်တရားမဲ့ငကားကဘာလို့လဲခမရဲ့ share တို့ပဲကိုယ့်ရဲ့ကိုယ်ရည်ဝေသွေးနဲ့အမှောင်ချမ်းပါပဲဒီများစုကကိုယ့်ရဲ့ share တို့ကိုတတိထားမိကြဘူးဒါပေမဲ့သူရောင်းတယောက်ခါငကားကိုနိုင်မှုဆိုရင်အရင်ဆုံးဒီ share တို့ရှိနေတာကိုလက်ခံရမှာဖြစ်တယ်လို့အမှောင်ချမ်းကိုလည်းဖျက်ဆီးနိုင်အမှုချမ်းအမှောင်ချမ်းရဲ့ဖျက်ဆီးနိုင်စွမ်းကိုလည်းရင်ဆိုင်ကျော်လွှားနိုင်ရမှာဖြစ်တယ်ကိုယ့်ရဲ့အတ္တအသိစိတ်အောင်မြင်မှုမရခင်မှာကိုယ့်ရဲ့ share တို့ dark side ကိုအရင်ဆုံးကျွမ်းကျင်အောင်ထိန်းချုပ်နိုင်ရပါမယ် share ကိုလက်ခံပြီးခရီးကမဆုံးသေးပါဘူးခင်ဗျားရဲ့စိတ်ထဲမှာစန့်ကျင်ဘက်လိန်စိတ်ဆိုတာရှိနေပါသေးတယ် animal ဆိုတာယောက်ျားတစ်ယောက်ရဲ့စိတ်ထဲမှာရှိနေတဲ့မိန်းမသားဆန်တဲ့စိတ် animal ဆိုတာကတော့မိန်းမတစ်ယောက်ရဲ့စိတ်ထဲမှာရှိတဲ့ယောက်ျားဆန်တဲ့စိတ်ပါဒီအင်အားတွေကောင်းမွန်စွာပေါင်းစပ်နိုင်မှသာစိတ်ထဲမှာမှန်ကန်တဲ့တန်ဖိုးတွေဖြစ်လာမှာပါလူသားသမိုင်းတစ်လျှောက်ပြည်ပညာရှင်တွေကိုကြည့်ပါကြောက်တုံးတရိษံစောင်းဝိုင်းဆိုတဲ့သင်္ကေတ၃ခုပါအပြည့်အစုံပါဝင်ခဲ့ပါတယ်တရိษံဟာလူသားတွေရဲ့ဗီဇသဘာဝကိုကိုးစားပြုပါတယ်ကျွန်တော်တို့ပြည်စုံတဲ့လူသားဖြစ်ဖို့ဆိုရင်ဒီတရိษံတွေရဲ့ဗီဇကိုလည်းလက်ခံနိုင်ရပါမယ်စောင်းဝိုင်းကိုတော့ကျွန်တော်တို့ရဲ့လူသားတွေပြည်စုံခြင်း wholeness သင်္ကေတအဖြစ်သုံးခဲ့ပါတယ်အဲဒီကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့တူးချင်းဖြစ်စဉ်ဆိုတာဖြစ်လာပါတယ် individuation ဆိုတာဒီစာအုပ်ရဲ့အရေးကြီးဆုံးအစိပ်ပိုင်းဖြစ်တယ်လို့ခါယွန်းရဲ့ဘဝတဒနာအနှစ်ချုပ်ပါပဲဒါပြည်စုံတဲ့လူသားတစ်ယောက်ဖြစ်လာဖို့ပါပဲစာအုပ်ရဲ့နောက်ဆုံးပိုင်းမှာ Henry ဆိုတဲ့လူငယ်လေးကြောင့်ပါပါတယ် Henry ဟာအရန်ကိုကြိုးကြောင်းစိတ်ညစ်လုံးပြီးစိတ်ညစ်လုံးတရားမဲ့တဲ့အရာမှန်မှန်ကိုဖိနှိပ်ထားသူပါဒါပေမဲ့သူဟာသူ့ရဲ့အိမ်မက်တွေကိုအတိတ်ဘက်ပို့ပြီးမသိစိတ်တွေကိုစတင်လေ့လာတဲ့အခါမှာတော့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာတွေရင့်ကျက်လာပြီးမိသားစုပေါ်ခိုနေရတဲ့ဘဝကနေကိုချောက်ပေါ်ကိုရည်တည်နိုင်တဲ့လူကြီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ခိုင်းရုပ်ကိုယ်တိုင်လည်းအိမ်မက်ပေါင်း8000နီးပါးကိုလေ့လာခဲ့ပြီးနောက်ဆုံးသူရှာဖွေတွေ့ရှိခဲ့တာကတော့လူတူကြီးစီတိုင်းအတွက်ကြံရှိတဲ့တကယ်စွန့်စားကန်းဆိုတာမိမိရဲ့မသိစိတ်ကိုလေ့လာခြင်းပါပဲ။ခင်ဗျားဟင်နရီလိုပြောင်းလဲရလား။ခင်ဗျားရဲ့ခီးစဉ်တွေကိုဒီနေ့ပဲစတင်လိုက်ပါ။ခင်ဗျားကျိုးဆွဲရကနေရုပ်သေးဘဝကိုဒီနေ့ပဲနှုတ်ဆက်လိုက်ပါ။အမှောင်ထဲမှာအဖြစ်ရှိပါတယ်။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗီဒီယိုကြိုက်တဲ့လို့သဘောကျတယ်ဆိုရင် like and subscribe ပေးဖို့ပြောချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်